တဲ့တောင်းနဲ့ပြပါစေလက်ကတူနဲ့ကိုရရပါလေဒီစုဒီကြာကြာပေါလို့လေးဖြစ်ပါလေလက်ကတူနဲ့ကိုရရပါလေဒီစုဒီကြာကြာပေါလို့လေးဖြစ်ပါလေဒီနေ့လေးရောက်တဲ့ပေါက်သားလေးကဘာလို့ပေါ်ပါလဲတကားမှုကြီးလို့မကြောက်မဝေးပြီးလို့ပြောနိုင်ကြပါလေ